ကဲအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ကျွန်တော်အတန်ကိုဒါကြားတဲ့လူတွေကတော့နော်အားလုံးပဲသိရင်သိလိမ့်မယ်နော်အကုန်မများအားလုံးမင်္ဂလာပါဒါကျွန်တော်ဆရာဒီဒီ channel ကနေနော် nutrition ဆိုပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့နော်ကျွန်တော်ရဲ့ကိုမများအားလုံးမင်္ဂလာပါကျွန်တော်အတန်ကြားတဲ့သူတွေတော့နော်ကျွန်တော်နာမည်ဘလို့ပြောင်းဖြောင်းမှတ်မိမယ်လို့တော့ထင်ပါတယ်ခင်ဗျနော်ဆိုတော့ဒါစလိုက်ကြအောင်ဆိုတော့ကြန့်ရှိနေတဲ့ဗုဒ္ဓဦးညနေနဲ့ကြာပြီးတောက်ကြပါဘောနော်9ချိန်စာအတွက်ပေါ့နော်ပတိလေးပေါ့နော်အဲ့တော့ဒီရှစ်ကဒီကိုရဲ့နှလုံးပေါင်းခြင်းပေါ့နော်ကျွန်တော်ဒီ one line ပဲရှိပါတယ် one line ရှိတဲ့အတွက် one line ထွက်လိုက်မလုပ်ပါနဲ့ကြောမကြည့်ပါနဲ့နော်အဲ့တော့အဲ့ဒီကိုအဲ့ဒီရှစ်နှလုံးပေါင်းခြင်းမှာတဲ့ခွန်ဆိုပြီးတော့ရပါတယ်တဲ့နော်အဲ့ဒီခွန်ဒီတဲ့3ရက်တည်းမှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာခွန်ဆိုပြီးတော့သူဒီဒါဆင်းပေးသွားတယ်နော်အဲ့တော့ဒီ4ရက်ဒီ5ရက်ပေါင်းခြင်းပေါ့နော်ပေါင်းခြင်းအနေနဲ့6ဆိုပြီးတော့ရပါတယ်တဲ့အဲ့ဒီ6ဒီတဲ့နော်3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာနောက်ဆုံးချိန်ကြမှာပဲ6ဆိုပြီးတော့သူဒီဒါဆင်းပေးသွားတယ်အဲ့တော့ဒီခွန်ဒီ3ညပေါင်းခြင်းဒီခွန်ဆိုပြီးရပါတယ်တဲ့ခွန်ဒီတဲ့3ရက်တွင်ဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဟောဒီမှာခွန်ဆိုပြီးတော့ဆင်းပေးသွားပါတယ်တဲ့เนาะအဲ့တော့ဒီ9ရက်ဒီ6ရက်ပေါင်းခြင်းဒီ1တဲ့အဲ့ဒီ1ဒီတဲ့3ရက်တွင်ဆင်းပေးရမယ်ဆိုတော့ဗုဒ္ဓဦးနေ့ညနေရဲ့ကြာသပတေးရဲ့တောက်ကြရဲ့ဒါဆင်းပေးမှလာကြည့်ရမယ်ပေါ့နော်ဒါဒီပထမဆွဲချက်တစ်ချက်เนาะကျွန်တော်ဒီဆွဲချက်5ချက်6ချက်လောက်နေတော့ကျွန်တော်ရဲ့ကိုမများအားလုံးကိုကျွန်တော်ပြပေးပါမယ်เนาะဒါကြောင့်မို့လို့သေချာလေးကြည့်ပေးပါเนาะကျွန်တော်ဒီ one line ပဲဖြစ်တဲ့အတွက်one color ပဲရှိပါတယ်เนาะကျွန်တော်ရဲ့ကိုမများအားလုံးပဲဒါကြောင့်သေချာလေးကြည့်ပေးပါအဲ့တော့ဒါပထမဆွဲချက်ပြီးပြီဆိုတော့ဒုတိယဆွဲချက်ကိုကျွန်တော်တို့သွားလိုက်မယ်เนาะဒီ8ကဒီ3ရဲ့တဲ့ဒီ3ရဲ့တဲ့3လုံးပေါင်းခြင်းရလက်အနေနဲ့တဲ့ဘာရလဲဆိုရင်4ခဏရပါတယ်တဲ့เนาะအဲ့ဒီ4ခဏဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ4ခဏဆိုဆင်းပေးသွားတယ်เนาะဒီ3ညရဲ့ဒီ9ရဲ့ဒီ8ကပေါင်းခြင်းဒီ3ခဏရပါတယ်အဲ့ဒီ3ခဏဒီ3ရက်တွင်ဆင်းပေးရမယ်ဆိုဟောဒီမှာ3ဆိုပြီးတော့3နံပါတ်ဆင်းပေးသွားတယ်เนาะဒီ3လုံးပေါင်းခြင်းဒီတဲ့6နံပါတ်ရပါတယ်တဲ့အဲ့ဒီ6ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့sorry 6မဟုတ်ဘူးเนาะ3လုံးပေါင်းခြင်းဒီတဲ့3ညရလက်3ညခဏရလက်ရပါအဲ့ဒီ3ညရလက်ဒီတဲ့เนาะ3ရက်တွင်ဆင်းပေးရမယ်ဟောဒီမှာ3ညတွေဆင်းပေးသွားတယ်ဆင်းပေးသွားတယ်ဆိုလို့ရှိရင်တဲ့เนาะကျွန်တော်ရဲ့ကိုမများအားလုံးဒါတသေးချာလေးကြည့်ပေးပါအဲ့တော့ဒီ4ရက်ဒီ3ညရဲ့ဒီခွန်ရဲ့3လုံးပေါင်းခြင်းအနေနဲ့1ရက်လက်ရှိပါတယ်တဲ့အဲ့ဒီ1လုံးဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဒါဗုဒ္ဓဦးညနေနဲ့ကြာလာပြီးတောက်ကြမှာကျွန်တော်တို့ပြစ်ချက်2ချက်အနေနဲ့ဒါ2ချက်အနေနဲ့ကျွန်တော်တို့ရသွားပြီเนาะဒါဒီပြစ်ချက်2ချက်အနေနဲ့ရသွားပါပြီเนาะ1ဒီပြစ်ချက်2ချက်အနေနဲ့ရသွားပြီเนาะအဲ့တော့ဆက်ပြီးတော့ကြည့်ပါမယ်ကျွန်တော်ဒါလေးတော့ဖြတ်လိုက်ပါအောင်เนาะမြင်ရရင်ပြောเนาะကျွန်တော်ရဲ့ကိုမများเนาะဟုတ်ပြီအဲ့တော့နောက်တစ်ချက်အနေနဲ့ကတဲ့ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီကိုရဲ့ဒီနှစ်ကပေါင်းချင်းနှစ်ကိုပါဝါချိန်မယ်ဆိုလို့ရှိရင်ခွန်ပါတဲ့အဲ့ဒီခွန်ဒီတဲ့3ရက်တွင်ဆင်းပြရမယ်ဆိုဟောဒီမှာခွန်ဆိုပြီးတော့ဆင်းတယ်ဒီ3ညရဲ့ပေါင်းချင်း3ညရဲ့3ညကိုပါဝါချိန်မယ်ဆိုတော့အဲ့ဒီ5ဒီတဲ့3ရက်တွင်မှာဆင်းပြရမယ်ဆိုအဲ့9နံပါတ်ဒီမှာ9ဆင်းသွားတယ်ဆိုလို့ရှိရင်တဲ့နော်ဒီ6ကဒီ3ညရဲ့ပေါင်းချင်း1ကိုပါဝါချိန်မယ်ဆိုရင်နော်sorry ဒီ6ရဲ့3ညရဲ့ပေါင်းချင်းဒီ6တဲ့6ကိုပါဝါချိန်မယ်ဆိုလို့ရှိရင်တော့1ပါတယ်အဲ့ဒီ1ဒီတဲ့3ရက်တွင်ဆင်းပြရမယ်ဆိုတော့ကျွန်တော်တို့ဒါပြစ်ချက်3ချက်အနေနဲ့ဒါရှာဖွေပြီးပါပြီเนาะနောက်ထပ်ပြစ်ချက်တစ်ခုထပ်ပြ sorry เนาะပါဝါချိန်တာเนาะပါဝါချိန်တာလေးကိုကျွန်တော်ဒါအမှားပြောလိုက်တာဖြစ်ပါတယ်เนาะဒါကြောင့်မလို့ sorry ပါသူကပါဝါချိန်တာပေါ့เนาะဟုတ်ပြီအဲ့တော့ဆက်ပြီးတော့ကြည့်မယ်ဒီနှလုံးပေါင်းခြင်းနဲ့ခွန်ရ8ကနှလုံးပေါင်းခြင်းရလက်အနေနဲ့9နံပါတ်ရပါတယ်ဒါကတော့အဲ့9နံပါတ်ဒီမှာ9တွေဆင်းသွားတယ်3ရက်အတွင်းမှာเนาะအဲ့တော့ဒီခွန်ရဒီ4ရဲ့ပေါင်းခြင်းဒီ1ရလက်ပါတယ်အဲ့ဒီ1ရလက်ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများဒီမှာ1ဆိုပြီးတော့1ရလက်ဒီဆင်းပေးသွားတယ်เนาะဒီ8ကဒီခွန်ရပေါင်းခြင်းဒီ9နံပါတ်ရပါတယ်အဲ့9နံပါတ်ဒီ3ရက်အတွင်းဆင်းပေးရမယ်ဟောဒီမှာ9ဆိုပြီးတော့သူဒီဒါဆင်းပေးသွားတယ်ဆိုလို့ရှိရင်เนาะဒီ6ကဒီ9ရဲ့ပေါင်းခြင်းဒီ1တဲ့အဲ့ဒီ1ရလက်ဒီတဲ့3ရက်တွင်ဆင်းပေးရမယ်ဆိုတော့1ကျွန်တော်တို့ပြစ်ချက်4ချက်အနေနဲ့ဒါကျွန်တော်တို့ပြစ်ချက်4ချက်ကိုရောက်ပြီပေါ့နော်အဲ့တော့ထပ်ပြီးတော့ကြည့်မယ်နော်ထ
ထပ်ပြီးတော့ကြည့်မယ်ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီတစ်ကဒီ3ရဲ့ဒီတစ်က3လုံးပေါင်းချင်းနံပါတ်ရလက်အနေနဲ့သွားမယ်တဲ့3လုံးပေါင်းချင်းနံပါတ်ရလက်အနေနဲ့မှာ9ကို9ရတဲ့အတွက်9ကိုပါဝါချိန်မယ်ဆိုရင်3ညเนาะအဲ့ဒီ3ညနံပါတ်ဒီတဲ့ဟောဒီမှာ3ည3ညဆိုပြီးဆင်းသွားတယ်တဲ့เนาะအဲ့တော့ဒီ6ကဒီ9ရဲ့ဒီ9ရဲ့ပေါင်းချင်း6ပါဝါချိန်မယ်ဆိုရင်1အဲ့ဒီ1ခဏနံပါတ်ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့1ခွန်ရဲ့ဒီမှာ1ခွန်ရဲ့1 6ကဆိုပြီးတော့ဆင်းပေးသွားတယ်အဲ့တော့ဒီခွန်ရဲ့ဒီ1ကဒီ3ရဲ့ပေါင်းချင်းဒီ1ကိုပါဝါချိန်မယ်ဆိုရင်6တဲ့အဲ့6ရလက်ဒီတဲ့6နံပါတ်ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့6ဆင်းသွားတယ်ဆိုရင်เนาะဒီ3ရဲ့ဒီ3ညဒီ3ရဲ့ပေါင်းချင်းဒီ6တဲ့ပါဝါချိန်မယ်ဆိုရင်1တဲ့เนาะအဲ့ဒီ1နံပါတ်ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုရင်ကျွန်တော်ရဲ့ကိုမများအားလုံးဒီ3ရက်အတွင်းမှာ1တစ်လုံးဒီဒါကျွန်တော်တို့ရှာဖွေတွေ့ရှိထားတယ်เนาะအဲ့တော့ကျွန်တော်ပုံမှန်ပြနီးကားအတိုင်းပဲကျွန်တော်ရဲ့ကိုမများအားလုံးပတ်တိတစ်လုံးနဲ့မဟုတ်နှလုံးပြပေးမယ်เนาะဟုတ်ကဲ့ပါကျွန်တော်ဆရာဒီဒီနာမည်ပြောင်းထားပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ကိုမများအားလုံးဒီကျွန်တော်အတန်ဘလို့ပဲပြောင်းနာမည်ဘလို့ပဲပြောင်းအတန်တော့မပြောင်း sorry เนาะနာမည်ဘလို့ပဲပြောင်းကျွန်တော်အတန်ကိုမှတ်မိတဲ့ကိုမများကတော့ဒါကျွန်တော်ထွေထူးပြောနေကြမလို့เนาะနာမည်လေးတော့ပြောင်းထားပါတယ်เนาะဟုတ်ပြီအားထားသည်တဲ့ကျွန်တော်ရဲ့ကိုမများအလုံးတစ်တလုံးနဲ့တစ်တလုံးဒီပတ်သည်เนาะနောက်ထပ်ပတ်သည်အနေနဲ့ကျွန်တော်တို့သွားမယ်တဲ့เนาะသွားမယ်ဆိုတော့တဲ့ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီ3ရက်ဒီ4ရက်ဒီ1ကပေါင်းခြင်းဒီ8ပါတဲ့အဲ့ဒီ8နံပါတ်ဒီတဲ့3ရက်အတွင်းမှာတဲ့8နံပါတ်ရှိရမယ်ဆိုတော့ဒီမှာ8ဆိုပြီးတော့ဆင်းတယ်เนาะဒီ9ဒီ9ဒီ9ပေါင်းခြင်းဒီတဲ့3ည9ပါတဲ့အဲ့9နံပါတ်ဒီ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဆင်းသွားလားခဏလေးမှားပြန်ပြီเนาะတစ်ချက်ကြည့်ပါမယ်sorry ဗျပြန်စမယ်เนาะဒီ9ရဲ့တဲ့ဒီ3ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီတဲ့เนาะ9ပါတဲ့အဲ့ဒီ9နံပါတ်ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုဟောဒီမှာ9တွေဆင်းသွားတယ်ဆိုရင်တဲ့เนาะဒီ9ရဲ့ဒီ3ညရဲ့ဒီ8ကဒီ9 9 8ပေါင်းခြင်းဒီ8နံပါတ်တဲ့အဲ့ဒီ8နံပါတ်ဒီ3ရက်တွင်ဆင်းပေးရမယ်ဆိုဟောဒီမှာ8เนาะအဲ့တော့ဒီ3ညရဲ့ဒီ1ကဒီ6ကပေါင်းခြင်းဒီ9နံပါတ်အဲ့ဒီ9နံပါတ်ဒီတဲ့3ရက်တွင်ဆင်းပေးရမယ်ဆိုတော့ဟောဒီမှာเนาะပါဆင်းသွားလဲဆိုလို့ရှိရင်9ခွန်နဲ့80ဆိုပြီးသူကနံပါတ်ဒီဆင်းသွားတယ်အဲ့လိုဆင်းသွားမယ်ဆိုရင်ဒီ6ကဒီ3ညရဲ့ဒီခွန်ရပေါင်းချင်းဒီ3ပါတဲ့အဲ့ဒီ3နံပါတ်ဒီတဲ့ဗုဒ္ဓဦးညက်နေကြာတာပေးတောက်ကြမှာတဲ့ဆင်းပေးရမယ်ဆိုတော့ကျွန်တော်တို့3ဒီပြချက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဒါပထမဆုံးအနေနဲ့ရှာဖွေတွေ့ရှိထားတယ်နော်တော့နောက်ထပ်ပြချက်တစ်ချက်ကိုကျွန်တော်တို့ထပ်ပြီးတော့ကြည့်မယ်နော်ထပ်ပြီးတော့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးသွားမလဲဆိုလို့ရှိရင်ဒီ3ရက်ဒီ1ကဒီ4ရက်3လုံးပေါင်းချင်းရလက်အနေနဲ့သွားပါမယ်တဲ့เนาะကျွန်တော်တို့3လုံးပေါင်းချင်းရလက်အနေနဲ့ပဲသွားပါမယ်3လုံးပေါင်းချင်းရလက်အနေနဲ့မှာတဲ့8ဆိုပြီးရပါ8နံပါတ်ကလေးရပါအဲ့8နံပါတ်ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရဲ့ကိုမများအားလုံးပဲဗမာဆင်းသွားလဲဆိုလို့ရှိရင်ဟောဒီမှာ4 8ဆိုပြီးတော့8နံပါတ်ဆင်းသွားတယ်เนาะအဲ့တော့ဒီ6ကဒီ9ရဲ့ဒီ9ရဲ့ပေါင်းချင်းဒီ6တဲ့အဲ့ဒီ6နံပါတ်ဒီတဲ့3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ6ဟောဒီမှာ6ဆိုပြီးတော့ဆင်းတယ်ဆိုရင်ဒီခွန်ရဲ့ဒီ1ကဒီ6ရဲ့ပေါင်းချင်း4နံပါတ်4ခဏဒီတဲ့เนาะ3ရက်တွင်ဆင်းပေးရမယ်ဆိုဟောဒီမှာ4 3ဆိုပြီးတော့ဆင်းသွားတယ်ဆိုရင်ဒီ3ရက်ရဲ့ဒီ3ညရဲ့ဒီ3ညရဲ့3လုံးပေါင်းချင်းအနေနဲ့ပေါင်းမယ်ဆိုလို့ရှိရင်3ဒီတဲ့3ရက်တွင်ဆင်းပေးရမယ်ဆိုတော့ဒါဒီနောက်ထပ်ပြချက်တစ်ချက်ကျွန်တော်တို့ဒါရှာဖွေတွေ့ရှိထားတယ်ဗျာเนาะဟုတ်ပြီ3နဲ့ပတ်သက်ပြီးပြချက်ဒါ2ချက်ရှာဖွေတွေ့ရှိထားပါတယ်เนาะအဲ့တော့ဆက်ပြီးတော့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုမျိုးသွားမလဲပေါ့เนาะတစ်ချက်ဆောင်ကြည့်ရအောင်အဲ့တော့ဒီ9ရဲ့ဒီ9ရဲ့ဒီ4ရဲ့3လုံးပေါင်းချင်းရလက်အနေနဲ့8နံပါတ်ရပါတယ်အဲ့8နံပါတ်ဒီเนาะဒီမှာဆင်းပေးရမယ်ဆိုတော့8ဆိုပြီးတော့ဆင်းပေးတယ်ဆိုရင်ဒီ9ဒီ3ညဒီ9ပေါင်းချင်းဒီ3ညအဲ့3ညနံပါတ်ဒီဒီမှာ3ညဆိုပြီးတော့ဆင်းပေးတယ်ဆိုရင်ဒီ3ညဒီ9ဒီ6ပေါင်းချင်းဒီ9တဲ့အဲ့9နံပါတ်ဒီတဲ့3ရက်အတွင်းဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ9เนาะဟောဒီ9ဒီတဲ့အဲ့တော့ဒီ6ကဒီ9ရဲ့ဒီ3ညရဲ့ပေါင်းချင်းဒီ3တဲ့เนาะ3လုံးပေါင်းချင်း3နံပါတ်ဒီတဲ့3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့အဲ့ဒီမှာ3ဆိုပြီးတော့ဒါနောက်ထပ်ပြချက်တစ်ချက်စုစုပေါင်း3ချက်ဒါတွေ့ထားတယ်ပေါ့เนาะအဲ့တော့နောက်ထပ်ပြချက်တစ်ချက်ကိုထပ်ပြီးတော့ကျွန်တော်တို့အတူတူရှာဖွေကြည့်လိုက်ရအောင်ဗျာနော်အဲ့တော့တဲ့ဒီ9ရဲ့ဒီ8ကဒီ1ကပေါင်းခြင်းပေါ့နော်အဲ့ဒီ8ကို1ပေါင်းခြင်းမှာကျွန်တော်ရဲ့ကိုမများအားလုံးပဲ8ဆိုပြီးတော့နံပါတ်ရပါတယ်အဲ့8နံပါတ်ဒီဟောဒီမှာ8ဆင်းတယ်ဆိုရင်ဒီ3ညဒီ3ပေါင်းခြင်းဒီ6တဲ့
sorry ဒီ9ဒီ9ဒီ3ညပေါင်းခြင်းသည်တဲ့နော်အဲ့9 9 3ညပေါင်းခြင်းဒီ3ညဆိုလို့ရှိရင်အဲ့ဒီ3ညသည်တဲ့3ရက်အတွင်းမှာသူ့ရဲ့နံပါတ်ကကျပေးရမယ်ဆိုတော့ဒီမှာ3ညတဲ့နော်အဲ့လို3ညဆိုလို့ရှိရင်တဲ့ကျွန်တော်ရေကိုမှများဒီ3ညရဲ့ဒီ3 3ပေါင်းခြင်းဒီ6တဲ့6နံပါတ်သည်တဲ့3ရက်အတွင်းမှာကျပေးရမယ်ဆိုတော့ဒီမှာ6 6နော်အဲ့တော့ဒီ6ကဒီ4ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီ3နဲ့အဲ့ဒီ3ဒီ3ရက်အတွင်းမှာကျပေးရမယ်ဆိုတော့ကျွန်တော်ရေကိုမှများအားလုံးဟောဒီမှာ3ပြည့်ချက်4ချက်အနေနဲ့ကျွန်တော်တို့ထပ်မံရှာဖွေထားတယ်ပေါ့နော်အဲ့တော့ထပ်မံပြီးတော့ကျွန်တော်တို့ရှာဖွေထားတယ်နောက်တစ်ပြချက်တစ်ချက်ကိုထပ်ပြီးတော့သွားလိုက်ရအောင်နော်ဟုတ်ပြီရိုးရှင်းရှင်းပါပဲဒီ9ရက်ဒီ3ရက်ပေါင်းခြင်းဒီ2တဲ့အဲ့2ဒီရက်ဒီမှာ3ရက်တွင်မှာကြာပေးရမယ်ဆိုတော့2နော်ဒီ9ရက်ဒီ8ရက်ပေါင်းခြင်း3နဲ့3ဒီ3ရက်တွင်မှာကြာပေးရမယ်ဆိုတော့3ဒီ3ညရဲ့ဒီ6ရက်ပေါင်းခြင်းဒီ6ရက်နံပါတ်6အတန်ဖြစ်လို့တဲ့အဲ့6ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ဟောဒီမှာ6 6နော်အဲ့တော့ဒီ6ရက်ဒီ9ရက်ပေါင်းခြင်းဒီ3နဲ့အဲ့ဒီ3ဒီ3ရက်တွင်မှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ရေကိုမများအလုံးဟောဒီမှာ3ကဲဆိုတော့ကျွန်တော်ရေကိုမများအလုံး3အတန်ဒီတဲ့နော်3တန်ဒီ5ချက်ဖြစ်သွားပါပြီအဲ့တော့5ချက်ဖြစ်သွားပြီဆိုတော့ကျွန်တော်ရေကိုမများအားလုံးပဲဒါနော်ကြာပေးတောက်ကြမှာ3အတန်ဒီကျွန်တော်ရေကိုမများအားလုံးပဲဒါရှိပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရေကိုမများအားလုံးပဲကျွန်တော်စိတ်ထင်တော့ကျွန်တော်ဒီတစ်ဒီပထမဆုံးလာမယ်လို့တော့ကျွန်တော်ထင်ပါတယ်နော်ဒုပတ်တိဒီ3ပေါ့နော်အဲ့ဒါဒီကျွန်တော်အကြိုက်ဆုံးပေါ့နော်အဲ့တော့နေတိုက်အနေနဲ့ကတဲ့နေတိုက်အနေနဲ့ကဗုဒ္ဓဟူးညနေပေါ့နော်ဗုဒ္ဓဟူးညနေမှာကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရေကိုမများအားလုံးပဲထောက်ခံလို့ရပါတယ်နော်ကြိုက်ဘူးဆိုလို့ရှိရင်တော့နေပေါ့ဗျာနော်ဒါဒီဗုဒ္ဓဟူးညနေပေါ့နော်ဗုဒ္ဓဟူးဆိုတာအခုနေ22ရက်9လ2026နော်အဲ့တော့ဒီ3နဲ့ပတ်သက်ပြီးတော့တဲ့နော်ကျွန်တော်ဘာတွေကိုပေးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ရေကိုမများကိုတဲ့နော်ကျွန်တော်ကြိုက်နှစ်သက်တဲ့အရာလေးပေါ့နော်ကျွန်တော်အကြိုက်ဆုံးဒီဒါပေါ့နော်အပူကြိုက်ပါတယ်နော်သုံးအပူကြိုက်ပါတယ်နောက်တစ်ခုအနေနဲ့ကဒါဒီကျွန်တော်အကြိုက်ဆုံး၄ကွက်ပေါ့နော်တစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါတွေကိုကြိုက်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ရဲ့ကိုမများအားလုံးမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါနော်ကျွန်တော်နဲ့နီးဆက်ချင်တယ်ဆိုရင်တော့နော်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပါအောင်လို့ပြောရင်းနဲ့ပဲဒီနေ့တော့ဒီလောက်နဲ့ပဲနော်တိမ်ပါတယ်အဲ့တော့ကျွန်တော်တနင်္ဂနွေနေ့ညကြမှာပြန်လဲ live လွှင့်ပေးပါမယ်ခင်ဗျာနော်အားလုံးပဲဘိုင်မှာနော်ကျွန်တော်နာမည်ပြောင်းထားပါတယ်နော်ကျွန်တော်နာမည်ပြောင်းထားပါတယ်ကျွန်တော်ရဲ့အတန်နဲ့ဒီတွက်မှု website ကိုပြန်ရင်ကျွန်တော်ဘယ်သူလဲဆိုတာသိပါလိမ့်မယ်နော်